နေ့ရက်တိုင်းကိုရွေးကြည့်မှုအပြည့်နဲ့လှပဖြတ်တန်းကျသူလားအချိန်တိုင်းတက်တော်တာရှိပြီးစတိုင်ကြနေခြင်းနဲ့ခေတ်သစ်အမျိုးသမီးတွေအတွက် Rose လိမ်ဝင်ရာ The Rich Indo Brand ရဲ့ရှက်လက်ရှည်တွေကိုမိတ်ဆက်ပေးပါရစေအလောက်သွားချိန်တငယ်ချင်းတွေနဲ့တွေ့ချိန်မိသားစုတွေနဲ့တို့အပြည့်ထွက်ချိန်စားတဲ့ပေါ်ပါပွဲလက်တဲ့ပင်တိုင်းအတွက်စိုးရိမ်စရာမလိုပဲအချိန်တိုအတွင်းလှပကြည့်ကောင်းနေစေမှာပါဒီအင်ဂျီလေးရဲ့ပြပြောင်းတဲ့အသားနေ့စဉ်လှရှားမှုတိုင်းကိုပေါ်ပါလန်းဆက်စေပြီးပူလာလဲလုံးဝမရှိပါဘူးရှင်အသားထူတာမျိုးလည်းမရှိပါဘူးခေစီကြောင့်နဲ့အညီခပ်ဖောင်းပကုံးပုံစံလက်လေးရလဲအမြင့်ဆန်းပြီးစိုင်းပြတဲ့အတွင်မျိုးပေးဆွမှာလေရှင်ရှိပေမဲ့ခေမီတဲ့ဒီဇိုင်းနဲ့မြမကြီးကြည့်မှုနဲ့ကိုက်ညီတဲ့လုံခြုံမှုတို့ကိုဟန်ချက်ညီပေါင်းဆက်ဖန်တီးတာအကြောင်းရင်းဆိုင်ရာ34ကနေစပြီးရင်းဆိုင်55တီးဖို့လို့ရတဲ့အမျိုးသမီးတိုင်းအတွက်အထူးသင့်တော်ပါလေရှင်ညနေပိုင်းပွဲလေးတွေဒါမှမဟုတ်လူအများတွေ့ဆုံရမယ့်အခမ်းအနားလေးတွေအတွက်ပုံမလှပစေဖို့အင်ဂျီအောင်နာလေးမှာကြောက်လေးတွေလည်းပါပါတယ်ရှင်ဒီတောက်ပါတဲ့အစင်တန်းစာလေးတွေကကိုယ့်ရဲ့တကွေး fashion ကိုပို့ပြီးပေါ်လေစေပြီးဘယ်နေရာရောက်လူကြားထဲမှာထင်ပေါ်စေမှာပါမိရှိစက်ကက်ဒါမှမဟုတ်ထမင်းနဲ့ပဲတွဲဖို့အချိန်နေမျိုးစုံနဲ့လက်ဖက်ညီပြီးကိုပိုင်ဟန်ကိုမြင့်တင်ပြီးမဲ့ဒီဇိုင်းလေးပါရှင်လှပပြီးဆွဲသုံးလို့ရရဲ့ The Rich Indo Brand လက်ရှည်လေးကိုဈေးက48,500ကျန်နဲ့ရရှိနိုင်ပါပြီရှင်ဗီဒီယိုထဲမှာမရှိမဖြစ်လိုအပ်တဲ့အင်ဂျီလေးတစ်ထည်ဖြစ်တာကြောင့်ဒီနေ့ပဲမှာယူလိုက်ရအောင်နော် Rose Day ရဲ့ The Rich Indo Brand ရှက်လက်ရှည်လေးကိုဝတ်ဆင်ပြီးဘလို့ခံစားမှုရရှိနိုင်စီလဲဆိုတာလေ comment လေးမှာပြပြခဲ့တာပါအောင်ရှင်ဒီလိုအလန်းလေးတွေထပ်ကြည့်ချင်နေဆိုရင်တော့ဘီကအပေါင်းလို့နှိမ့်ဖို့မမိနဲ့နော်